မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ဘာကြောင့် Air India Flight 171ကပြတ်ကျခဲ့ရတာလဲဆိုတာနဲ့ပတ်သက်ပြီးကျမတို့ကတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်2025ခုနှစ်ဇွန်လ12ရက်နေ့မှာ Air India Flight 171လို့ခေါ်တဲ့ Boeing 787 လေယာဉ်တစ်စင်းကစတင်ပြန်တန်းပြီးတိတ်မကြခင်မှာပဲပြတ်ကျသွားခဲ့ပါတယ်လေယာဉ်ပြတ်ကျမှုကအိန္ဒိယနိုင်ငံအနောက်ပိုင်းဖြစ်တဲ့အဟမ်ဒါဘတ်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်မတော်တဆမှုမဖြစ်ခင်မှာလေယာဉ်မှုတွေကအရေးပေါ်ကူညီတောင်းမှုတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါသေးတယ်ရှင်။လေယာဉ်ကပြန်တန်းချိန်10မိနစ်တာမရှိသေးဘဲနဲ့ပြတ်ကျသွားခဲ့ရတာပါ။ဒီချိန်မှာကဘာပေါ်ကလူတိုင်းလိုမှာမေးခွန်းတွေထွက်ပေါ်လာရပါတယ်။ဘာကြောင့်လဲဆိုတော့လေယာဉ်စတင်ထွက်ခွာချိန်မှာအခြေအနေကလည်းတာမန်ပဲ။ရှားသီရုအခြေအနေကတည်ငြိမ်ပြီးတော့ကြည်လင်နေတယ်။အဲ့ဒီဂျက်လေယာဉ်ကပြန်တက်ခဲ့ပြီးတဖြည်းဖြည်းနှိမ်ဆင်းသွားခဲ့တဲ့နောက်ပောက်ကွဲမှုမီလုံးကြီးတစ်လုံးဖြစ်ပေါ်ခဲ့တာကိုထောက်လှမ်းရေးကင်မရာမှတ်တမ်းမှာတွေ့နိုင်ပါတယ်ရှင်။ဒါဆိုရင်ဒီလိုပြတ်ကျမှုကဘာကြောင့်ဖြစ်ရတာလဲ။ပြပြင်ထိမ့်သိမ်းမှုပြဿနာလား။စက်ပိုင်းဆိုင်ရာချို့ယွင်းချက်လား။မောင်းတဲ့သူရဲ့အမှားလား။ software error လား။ဒါမှမဟုတ် Boeing ကထပ်မံပြီးမကောင်းတဲ့လေယာဉ်တစ်စင်းကိုထုတ်လုပ်လိုက်တို့လို့လား။စသဖြင့်ဝေဖန်မှုတွေကအမျိုးမျိုးထွက်ပေါ်လာခဲ့ကြပါတယ်။ဒီမတော်တဆမှုရဲ့အကြောင်းရင်းကိုထုတ်ဖော်နိုင်ဖို့အတွက်အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေကိုလှုံ့ဆော်နေကြပါတယ်။အခုပြသနေတဲ့ဗီဒီယိုက copy ဖြစ်ပါတယ်။သတင်းမီဒီယာတွေကဗီဒီယိုရလာတဲ့အခါမှာအမြန်ဆုံးတင်ချင်တဲ့အတွက်ကြောင့်ရှိသလောက်နဲ့တင်လိုက်ကြတယ်။သူတို့ရရှိခဲ့တာက copy ဖြစ်ပြီးတော့တကယ်လိုအပ်တဲ့အစ်စ် version မဟုတ်နေခဲ့ပါဘူး။နောက်ပိုင်းမှာဆိုရင်တော့ကျမတို့မှာဗီဒီယိုအစ်စ် original ကိုရလာခဲ့တယ်။အဲ့ဒီ version မှာပဲ Air India Flight 171အကြောင်းကိုအတိအကျရှင်းလင်းလာစေတဲ့သတင်းအချက်အလက်တွေနဲ့သဲလွန်စာတွေကိုပါဝင်လာခဲ့ပါတယ်ရှင်။ဒါဆိုရင်အဲ့ဒီသက်သေတွေကိုတစ်ခုချင်းပြန်လည်သုံးသပ်ကြည့်ရအောင်။ဒီ version မှာဘာတွေမှားနေသလဲဆိုတာကိုထောက်ပြပါမယ်။ CNN ကပြထားတာကတော့ဒီ version မှာဒါကို computer screen ပေါ်မှာမှတ်တမ်းတင်ခဲ့တာဖြစ်ပြီးတော့မျက်နှာပြင်ပေါ်မှာတောင်းမှန်ဖြတ်သွားတဲ့အရာတွေကိုလည်းမြင်နိုင်ပါသေးတယ်။နောက်ခံမှာလူတွေစကားပြောတန်ကိုလည်းပရိသတ်တို့အနေနဲ့ကြားကြရမှာဖြစ်ပါတယ်။အခုတော့ဒီဗီဒီယိုရဲ့မူရင်းလို့ထင်ရတဲ့အသစ်တစ်ခုကိုပြပါအောင်မယ်ရှင်။ဒီ version ကပို့ပြီးတော့ရှင်းလင်းတယ်။ပြီးတော့အခုနကဗီဒီယိုထက်ဒီဖြစ်ပျက်ကိုစောစောပို့ပြီးမြင်ရတယ်။ဒီဗီဒီယိုထဲမှာရောပရိသတ်တို့အနေနဲ့ဘာအသံတွေကိုကြားကြရပါသလဲရှင်။အခုတော့လေယာဉ်ပြန်ကမျက်နှာပြင်ကိုဖြတ်သွားတဲ့အစပိုင်းကလေးကအသံကိုတစ်ချိန်နှစ်ချိန်သုံးချိန်ရွှေ့ပြီးတော့ဖွင့်ပြပါမယ်နားထောင်ကြည့်ပါဒီချက်တွေကပဲတန်တရားဖြစ်စာတွေကိုပို့ပြီးတော့ကြီးထွားလာစေခဲ့တာဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့အခုချိန်မှာကြားနေကြတာကတော့ RET လို့ခေါ်ကြတဲ့ Ram Air Turbine တစ်လုံးရဲ့အသံပါဟုတ်ပါတယ်ဒီ RET ပစ္စည်းက Boeing 787 လေယာဉ်မှာပါဝင်တဲ့လုံခြုံရေးအတွက်အလိုလျောက်အသုံးပြုနိုင်တဲ့ feature တစ်ခုပဲဖြစ်ပါတယ်ဒီလို engine နှလုံးပါဝင်တဲ့787လေယာဉ်တွေမှာ engine နှလုံးပြတ်သွားတယ်ဆိုရင်ဒါမှမဟုတ်လေယာဉ်မှာများစွာသောလက်စစ်စွမ်းအားသို့မဟုတ် hydraulic ဖိအားဆုံးရှုံးသွားရတယ်ဆိုရင်တော့ RET ဟာတာမန်တိုင်းအလိုလျောက်ပွင့်လာမှာဖြစ်ပါတယ်။အဲဒီချိန်မှာလေယာဉ်ကဓာတ်ရိုက်ထိန်းချုပ်မှုမလွတ်သွားစေဖို့အတွက်လိုအပ်တဲ့အရေးပေါ်ပါဝါကိုပေးနိုင်ပါသေးတယ်။ Boeing 787မှာ RET ကိုလေယာဉ်ပေါ်ကဝင်းနဲ့fuselage ကြားက panel တစ်ခုအောက်မှာထိန်းသိမ်းထားပါတယ်။ spring လုံးနီးစနစ်တစ်ခုနဲ့ဖန်တီးထားတာဖြစ်ပြီးတော့လိုအပ်တဲ့အချိန်မှာအလိုလျောက် pop up ဖြစ်ပြီးထွက်ပေါ်လာမှာဖြစ်ပါတယ်။အခုဆက်ပြီးကြည့်ရမှာကတော့ Japan Airlines ရဲ့ emergency landing မှာပြသခဲ့တဲ့ RET deployment ဖြစ်ပါတယ်။အဲ့ဒီ RET တစ်လုံးကဘယ်နေရာမှာပဲထွက်လာလဲဆိုတာကိုပရိသတ်တို့အနေနဲ့မြင်တွေ့ကြမှာပါ။ဒီတာပိုင်ဖန်လေးကလေယာဉ်နောက်ဘက်လေဖြတ်ဘိန်းနာက fuselage ရဲ့အောက်ဘက်မှာရှိရမှာဖြစ်ပါတယ်။အဲ့ဒါကဓာတ်အားသုံးတဲ့ propeller တက်ထားတဲ့လေယာဉ်တစ်စင်းလောက်ပဲအတန်ထွက်တာမျိုးဖြစ်ပါရဲ့ရှင်။ဗီဒီယိုထဲမှာကြားရမယ့်အတန်ကတကယ်တော့ Ram Air Turbine RET ရဲ့အတန်ဖြစ်ပြီးလေယာဉ်ပြတ်ကျဖို့ဖြစ်နေတဲ့အချိန်မှာတကယ်အသုံးဝင်တဲ့အရေးပေါ်စနစ်တစ်ခုဖြစ်ပါတယ်။ဒါကတော့ Boeing 787လေယာဉ်တစ်စင်းဟာ Boeing စမ်းသပ်ရေးစက်ရုံတစ်ခုမှာဂျက်လေယာဉ်တစ်စင်းဖြစ်ဆင်းသက်လာတာကိုပြသထားတဲ့ဥပမာတစ်ခုပါ။လေယာဉ်ကဖြတ်သွားတဲ့အချိန်မှာအတန်ကตาရလှပြီးတော့ drone အတန်လိုမျိုးလေးပဲအတန်ထွက်တယ်ဆိုတာကိုပရိသတ်များအနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုလည်းကွန်ပျူတာမျက်နှာပြင်ပေါ်ကနေအကောင့်ထဲပေါ်ရိုက်ကူးထားတာဖြစ်ပြီးတော့ရိုက်သူက mouse ကိုလုံနေတာကိုလည်းမြင်တွေ့နိုင်ပါသေးတယ်။လေယာဉ်ကလေယာဉ်ပြေးလမ်းပေါ်ကိုသွားနေတာကိုမြင်ရပြီးခဏကြာမှာတော့လေယာဉ်ရဲ့ခေါင်းတက်လာတာကိုမြင်တွေ့ရမှာပါ
အခုချိန်ထိတော့အရာအလုံးကပုံမှန်အနေထားမှာပဲရှိနေပါသေးရဲ့ရှင်မိကိုမရှိမိလောက်နာမျိုးလည်းမမြင်ရသေးပါဘူးဗီဒီယိုရုပ်ထက်ကမရှင်းလင်းလာတဲ့အတွက်လေယာဉ်မှာတကယ်ပြဿနာရှိမရှိဆိုတာကိုတော့သေချာမသိနိုင်ပါဘူးလေယာဉ်ကခန့်မှန်းခြေအားဖြင့်ပေ600လောက်ထိပြန်တက်လာပြီးတော့နောက်ပိုင်းမှာပြန်နှိမ့်ဆင်းလာတာကိုလည်းမြင်တွေ့ရပါသေးတယ်ဒါကဘယ်ဘက်ကိုဆွဲသွားတာလဲဒါမှမဟုတ်ရိုက်ကူးထားတဲ့ဗီဒီယိုရဲ့ရှုထောင့်နဲ့ပဲပတ်သက်ပြီးတော့မြင်ကွင်းကလွဲသွားတာလားဆိုတာကတော့သေချာမသိရပါဘူး။ဒါပေမဲ့သေချာတာတစ်ခုကတော့လေယာဉ်ကပြန်နှိမ့်လာတာပဲဒီအချိန်မှာလေယာဉ်မှာပြဿနာတစ်ခုခုဖြစ်ခဲ့ပုံရပါတယ်။အခုချိန်မှာတော့လေယာဉ်ကအရင်ခါသွားပြီးပြတ်ကျသွားခဲ့ရပါပြီ။ဒါပေမဲ့ဗီဒီယိုထဲမှာတော့လေယာဉ်ကအမြေပြင်ကိုတကယ်တိုက်ချတာမမြင်လိုက်ရပါဘူး။အဝေးတနေရာမှာမီးတောက်လောင်သွားတာမျိုးကိုသာမြင်ရပါသေးတယ်။ဒါဟာလုံခြုံရေးကင်မရာဗီဒီယိုမှာတွေ့မြင်ရတဲ့အရာတွေပဲဖြစ်ပါရဲ့ရှင်။ဒါဆိုရင် Flight Radar 24မှာရရှိတဲ့ data တွေကိုကြည့်မယ်ဆိုရင်တော့ဒီမှာလေယာဉ်ရဲ့ update အချိန်ကိုပြထားပါတယ်။မူရင်းတိုင်းလေယာဉ်ဟာ Metadab ကနေည7:10 မိနစ်မှာထွက်ရမှာဖြစ်ပေမဲ့တကယ်တမ်းထွက်ခဲ့တဲ့အချိန်ကတော့နေ့လယ်1:38ဖြစ်နေပါပြီ။နေ့လယ်ပိုင်းမှာပဲလေယာဉ်ပြတ်ကျမှုနဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ခုကလည်းထွက်ပေါ်လို့လာပါတယ်။အဲ့ဒီဗီဒီယိုကခီးတဲ့တူကရိုက်ကူးခဲ့တာဖြစ်ပြီးတော့လေယာဉ်ထဲမှာအရန်ပူပြီးအဲကွန်လုံးဝအလုံးမလုပ်ဘူးလို့ပြောထားတာပါ။ဒါအဲ့ဒီပြတ်ကျတဲ့အမှုနဲ့ဆက်နွယ်မှုရှိမရှိဆိုတာတကယ်တော့မသိချပါဘူး။တခါတရံမှာဒီလိုအမှုတွေဖြစ်လာတဲ့အခါအတူရောက်ဗီဒီယိုတွေမဟုတ်မမှန်တဲ့သတင်းအချက်အလက်တွေကို social media ပေါ်တင်က attention ရှာကြတဲ့သူတွေလည်းရှိတတ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါရဲ့ရှင်။အဲ့ဒီဗီဒီယိုထဲမှာလေယာဉ်ဟာဒီနေရာကနေပြန်တက်ခဲ့ပြီးတော့အမြင့်ဆုံးသွားလို့ရတဲ့နေရာက625ပေလောက်နဲ့မြေပြင်အလင်းဟာ184 knot ဖြစ်ပါတယ်။လေယာဉ်ရဲ့အခြားအခြေအနေချို့ဟာဒီအမြန်နှုန်းကိုထိခိုက်စေနိုင်သလားဆိုတာကတော့အခုချိန်မှာမသိရသေးပါဘူး။ data တွေကလည်းတော်တော်လေးကိုနည်းပါတယ်။ဒါကြောင့်အတိအကျသိရဖို့အတွက်မဖြစ်နိုင်သေးပါဘူး။အရင်ပြခဲ့တဲ့ဗီဒီယိုအပိုင်းထဲမှာဆိုရင်လည်းလုံခြုံရေးကင်မရာကလေယာဉ်ပြေးလမ်းဘက်မှာတက်ဆင်ထားတာပါ။လေယာဉ်ကပြန်တက်တာ625ပေလောက်အထိတက်သွားတာပြီးတော့ပြန်နှိမ့်ဆင်းလာတာနဲ့ BJ Medical College ကိုတိုက်မိတာဒီတိုင်းဖြစ်ပျက်သွားတာကိုပြည်သက်များအနေနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။အခု security camera ကနေရလာတဲ့ဗီဒီယိုကိုပြန်ကြည့်မယ်ဆိုရင်လည်းလေယာဉ်ထွက်ခဲ့တဲ့အချိန်မှာဘာမှပြဿနာမရှိခဲ့ဘူးလို့တောင်ထင်ရပါတယ်။အဲဒီလေယာဉ်မှာခီးသည်တွေလေယာဉ်မှူး2ဦးအပါအဝင်လေယာဉ်အမှုထမ်း10ဦးခီးသည်ပေါင်း242ဦးလိုက်ပါသွားတာပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိန်နိုင်ငံသား53ဦး၊ကနေဒါနိုင်ငံသား2ဦးနဲ့ပေါ်တူဂီနိုင်ငံသား9ဦးတို့လိုက်ပါလာခဲ့ကြတယ်လို့လေကြောင်းလိုင်းကအတည်ပြုကြေညာထားပါတယ်။ Boeing 787-8 Dreamliner လေယာဉ်ကအဝေဟင်ကိုပြန်တက်ပြီးတဲ့နောက်လေကြောင်းထိန်းချုပ်ရေးကနေဆက်သွယ်အကြောင်းကြားခဲ့ပေမဲ့တုံ့ပြန်မှုမရှိခဲ့ပဲတာဝါနဲ့လေယာဉ်ဟာပေပေါင်း625ပေကိုရောက်ရှိချိန်မှာအဆက်အသွယ်ပြတ်တောက်သွားခဲ့ရပါတယ်။မတော်တဆမှုမဖြစ်ခင်မှာလေယာဉ်မှုတွေကအရေးပေါ်အကူအညီတောင်းမှုတွေကိုပြုလုပ်ခဲ့ပါသေးတယ်ရှင်။လေယာဉ်စတက်ခြင်းကလေးကတကယ်တော့ပါဝါမလုံလောက်တာကိုသိနေခဲ့ပြီးသားဖြစ်ပါတယ်။ဒါကြောင့်ပဲလေယာဉ်အင်ဂျင်နှလုံးလုံးကတကယ်သုံးဆွဲဖို့အတွက်လုံလောက်တဲ့အတိုင်းမဖြစ်နိုင်တာဒါမှမဟုတ်အင်ဂျင်တွေမောင်းအားမရတော့တာဒါမှမဟုတ်မီးစနစ်ဖြစ်တဲ့ electrical system ပြဿနာတစ်ခုခုရှိနေပြီးဖြစ်တဲ့ဆိုတာကိုသိရပါတယ်။ဒီအကြောင်းတွေကြောင့်ပဲ RAM Air Turbine RET ကိုအသုံးပြုလာခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းကတော့ American က NTSB လို့ခေါ်တဲ့ National Transportation Safety Board ကအထောက်အကူဖြစ်ဖို့အတွက်အကူအညီတွေပေးသွားမယ်လို့သိရပါတယ်။ NTSB ကတာဝန်ရှိတဲ့သူတွေက Cockpit Flight Recorders တွေက data တွေဖတ်ဖို့အတွက်အထူးကျွမ်းကျင်တဲ့သူတွေပဲဖြစ်ကြပါတယ်။ဒါကြောင့်သူတို့အနေနဲ့မှတ်တမ်းတွေရယူနိုင်မယ်ဆိုရင်ဘာပြဿနာတွေဖြစ်တာလဲ။ကွန်ပျူတာထဲကိုဘယ် input တွေကဝင်နေသလဲဆိုတာကိုသိနိုင်မယ်လို့ကျမတို့အနေနဲ့ယူဆရပါတယ်။လူတွေကအခုချိန်မှာ Boeing ကိုပဲတောက်လျှောက်ဝေဖန်နေကြတာတွေ့ရမှာပါ။ဒါပေမဲ့ Dreamliner 787ကတော့ဒီကနေ့ချိန်ထိအထူးအန္တရာယ်အနည်းဆုံးဖြစ်တဲ့လေယာဉ်တွေထဲကတစ်ခုပါ။ဒီ model က2011ခုနှစ်လောက်ကတည်းကထွက်လာတာဖြစ်ပြီးလူကြိုက်များလာတာဖြစ်ပါတယ်။ဒီကမ္ဘာလုံးမှာရှိတဲ့လေကြောင်းလိုင်းတွေမှာ Boeing 787တွေအစင်းပေါင်း1000လောက်ပြန်တန်းနေကြတာဖြစ်ပါတယ်။အခုလိုတိုင်းတစ်စီးလုံးပြတ်ကျဆုံးရှုံးတာမျိုး total loss ဖြစ်တာမျိုးမရှိသေးပါဘူး။ဒါကြောင့်ဒီတစ်ခါဖြစ်ခဲ့တာကထူးခြားဖြစ်စဉ်လို့ပဲဆိုရမှာဖြစ်ပါရဲ့ရှင်။စနစ်ထိန်းသိမ်းမှုအပိုင်းမှာများပြဿနာတစုံတရာရှိခဲ့လို့လားလို့တွေးစရာရှိလာပါတယ်။ပရိသတ်တို့မြင်ရတဲ့အတိုင်းဘာမှထူးခြားတဲ့အရာမရှိပါဘူး။
ပါဝါမရှိတာကလွယ်ရင်ဘာမှမကောင်းတာတွေမဖြစ်ခဲ့ဘူး။လေရင်ကတောက်လျှောက်ကိုတည်ငြိမ်နေခဲ့တာ။ဒါကြောင့်လေရင်မောင်းတဲ့သူတွေကသူတို့ထိန်းချုပ်လို့ရသမျှကိုအစွမ်းကုန်စ조사ထိန်းချုပ်နေခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ဘိုရင်းရဲ့အယောင်ဈေးကွက်ကလည်းဒီအဖြစ်အပျက်တွေကြောင့်ထိခိုက်သွားပါတယ်။ဈေးကွက်မှာတဖြည်းဖြည်းအယောင်ကျသွားပြီးတကယ်လို့ပိုပြီးမကောင်းတဲ့သတင်းတွေထပ်ထွက်လာတယ်ဆိုရင်ဒီစီးရင်ဈေးကတော့ထပ်ကျနိုင်ပါသေးတယ်။လေရင်ကုမ္ပဏီဘိုရင်းကတော့ကနူးစီရင်ခန်းစာတွေကိုကျွန်တော်တို့သိရှိထားပြီးပါပြီ။နောက်ထပ်ချက်လက်တွေကိုစုဆောင်းနေပြီးဆက်လက်အစည်းအဝေးမှုတွေလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဒီတစ်ခါလေရင်ပြတ်ကျမှုအပေါ်မှာကျမယူဆချက်ကတော့အင်ဂျင်တွေရဲ့ပါဝါမလုံလောက်တာကြောင့်ပဲဖြစ်တယ်လို့ပဲထင်ပါတယ်။ဒါပေမဲ့များသောအားဖြင့်အသေးစိတ်ချက်လက်တွေထွက်လာတဲ့အခါမှာကျမယူဆချက်တွေလည်းပြောင်းလဲသွားနိုင်ပါသေးတယ်။အရေးပေါ်သတိပေးချက်ဖြစ်နေပါပြီကျွန်တော်ကိုယ်တိုင်အခြေအနေအသေးစိတ်ကိုစောင့်ကြည့်နေပြီးတော့လေကြောင်းနဲ့အရေးပေါ်တုံ့ပြန်ရေးအေဂျင်စီတွေကိုလည်းကယ်ဆယ်ရေးတွေမြန်မြန်လုပ်ကြဖို့ညွှန်ကြားထားတယ်လို့အိန္ဒိယရဲ့လေကြောင်းဆိုင်ရာဝန်ကြီးကပြောပါတယ်ကယ်ဆယ်ရေးဖွဲ့တွေစုနေပြီးစီဝါဆိုင်ရာနဲ့ကယ်ဆယ်ရေးပစ္စည်းတွေအမြန်ပို့နိုင်အောင်စ조사နေတယ်လို့လည်းသူကဆက်ပြောထားတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီအခုလိုနာတော်တာဆင်မိခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိလိုက်ပါရရှင်